အမေနဲ့သမီးဟာတနေ့တည်းမှာပဲမင်္ဂလာဆောင်ခဲ့ကြပါတယ်။အမေနဲ့ခွဲမနေခြင်းနဲ့သမီးကသူ့ပထွေးရဲ့သားနဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်မိသားစုတစုတွေထဲမှာအမေနဲ့သမီးကအဖေနဲ့သားကိုလက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးနောက်မှာခင်မုန်းဖြစ်သူကသမီးကိုအရန်ချစ်ခင်ဂရုစိုက်ခဲ့ပါတယ်။အမေနဲ့ပထွေးကြားကဆက်ဆံရေးကလည်းအရန်ကောင်းမွန်နေခဲ့ပါတယ်။သမီးကတော့ဒီလိုပျော်ရွှင်တဲ့မိသားစုလေးဟာအမြဲတမ်းတည်ရှိနေမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာဈေးဝယ်ထွက်ရင်းအမေနဲ့သမီးကမထင်မှတ်ပဲပထွေးကိုအခြားအမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ကအရန်ရင်းနှီးတဲ့ပုံစံနဲ့အတူရှိနေကြတာပါ။သူတို့ကိုတွေ့သွားတဲ့အခါပထွေးကအမြန်ရှင်းပြပြီးအဲ့ဒီအမျိုးသမီးဟာသူ့အတန်းဖော်ဟောင်းတစ်ယောက်သာဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကလည်းသူ့မဝမ်းနည်းစရာအကြောင်းတစ်ခုကိုသတိရသွားလို့သူ့ပခုံးပုံမိခဲ့တာသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီစကားတွေကြားပြီးနောက်အမေနဲ့သမီးကအိမ်ပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့အိမ်ရောက်ပြီးနောက်သမီးကပိုပြီးစိတ်ဆိုးလာခဲ့ပါတယ်။ခင်မုန်းဖြစ်သူကဘာဖြစ်တာလဲလို့မေးတဲ့အခါသမီးကသူ့အဖေမှာချစ်သူအသက်ရှိနေပြီလို့ပြောပြခဲ့ပါတယ်။ခင်မုန်းကတော့အဲ့ဒီအမျိုးသမီးဟာသူ့အဖေရဲ့ပထမဆုံးအချစ်ဖြစ်နိုင်တယ်လို့သဘောပေါက်ခဲ့ပေမဲ့သမီးကိုအားပေးနှစ်သိမ့်ပြီးသူ့ဘက်ကရပ်တည်ပေးမယ်လို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာအတန်းဖော်ဟောင်းမျိုးသမီးကသူ့သမီးနဲ့အတူအိမ်လာခဲ့ပါတယ်အပြင်ပန်းမှာတော့မနေ့ကဖြစ်ရအတွက်တောင်းပန်ဖို့လာတာလို့ပြောခဲ့ပေမဲ့တကယ်တော့သူမကအဲ့ဒီအမျိုးသားရဲ့ပထမဆုံးအချစ်ဖြစ်ခဲ့ကြောင်းပြသနေခဲ့ပါတယ်သူမရဲ့မိသားစုကဒေဝါလီခံသွားပြီးနေစရာမရှိတော့ကြောင်းလည်းပြောခဲ့ပါတယ်